ချစ်မိတ်ဆွေစတာပရိသတ်သမီးအားလုံးတို့အတွက်ပေါ့နော်6လပိုင်းတလစာအပိုင်းနှစ်လေးကိုဆက်လက်ပြီးတော့ဟောပြသွားမှာဖြစ်ပါတယ်ရှင်ချစ်မိတ်ဆွေစတာပရိသတ်သမီးတွေအနေနဲ့ဂရုစိုက်ရမှာကတော့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ပြန်လဲအဆင်ပြေလာမယ်ကိုယ့်အတွက်ကံကောင်းခြင်းပေါ့နော်စီးပွားရေးလူမှုရေးကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ကိုယ့်အပေါ်မှာကံကောင်းမှုတွေနဲ့အတူပေါ့နော်ဘေးနားမှာလည်းပဲကိုယ့်ကိုရန်လိုနှောက်ယှက်ပြီးတော့မနာလိုတိုက်ခိုက်ဝန်တိုတဲ့သူတွေနဲ့တွေ့တတ်တယ်ရန်နဲ့ပတ်သက်ပြီးတော့ရန်များခြင်းလေးတွေပေါ့နော်ဖြစ်ပေါ်တတ်တယ်အဲ့ဒါလေးအတွက်ကြောင့်မို့ဂရုစိုက်ရမှာဖြစ်ပါတယ်ရှင်ဖျားဘူးခရီးပျော်ဝဲစားခရီးတွေတွားရဖို့အတွက်အကြောင်းရင်းတွေပေါ်လာတတ်တယ်အလှလုံးမယ်လို့စိတ်ကူးထားပေမဲ့မလုပ်ဖြစ်ပဲနဲ့လွဲပြီးတော့မှပေါ့နော်အလှအတန်းအကြီးကြီးလုပ်ဖို့အတွက်ငွေပိုက်ဆံတွေလည်းရရှိလာလိမ့်မယ်အလှတန်းအကြီးကြီးလည်းမျောလင့်ထားတာထက်ပိုပြီးကြီးမားတဲ့အလှဒါနကုသိုလ်တွေလည်းလုပ်ဖြစ်ပါလိမ့်မယ်ရှင့်ဖျားဘူးခရီးနိုင်ငံခြားနဲ့ပတ်သက်တဲ့ခရီးရေလန်းခရီးတွေတော့တွားလာခွင့်ရမယ်အဆင်ပြေမယ်ရှင့်ရန်သူတွေဝိုင်းနေတဲ့အတွက်ကြောင့်မို့အဆဆရရတတိထားပြီးတော့တွာလာနေထိုင်စားတောက်ဖို့တော့အကြံပေးချင်ပါတယ်တက်မင်းတွေကရန်ဆခံရတာတွေတက်မင်းတွေကကိုရန်လိုပြီးတော့ပေါ့နော်ကိုဘာပြောအကောင်းမမြင်တာတွေအကောင်းမထင်တာတွေကြုံတက်တယ်တွေ့တက်တယ်ရှင်အမှုခဲစကားပြောအငင်းခုန်နေနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်တဲ့အတွက်ကြောင့်မို့ကိုကိစ္စမဟုတ်ဘူးဆိုလို့ရှိရင်ဘယ်သူမှအားနာပြီးတော့ပေါ့နော်ဝင်ပြီးတော့ဖြစ်ရှင်းပြေးတာမျိုးတွေပါဝင်ပတ်သက်တာမျိုးတွေမလုပ်သင့်ပါဘူးရှင်ငွေပိုက်ဆံတွေပျောက်တတ်တယ်တခုခုခံရတတ်တယ်နော်ကြီးမားတဲ့ပစ္စည်းတွေလက်ဝတ်ရတနာတွေပျောက်ရှားတတ်တယ်အထားမှားတတ်တယ်တခုခုခံရတတ်တယ်ဒါလေးတွေသတိထားရမယ်တလင်းလာနဲ့တနင်္ဂနွေနေ့လုပ်ငန်းတွေလုပ်တဲ့သူတွေဆိုလို့ရှိရင်တော့အင်မတန်မှစီးပွားတက်မယ်အဆင်ပြေပါမယ်ရှင်နော်အိုးအိမ်ရောင်းဝယ်လုပ်ချင်တဲ့သူတွေနော်အိုးအိမ်ချမ်းမြေတွေရောင်းမှုအတွက်စိုင်ထားတဲ့သူတွေကတော့အမြန်ဆုံးရောင်းထွက်ပါလိမ့်မယ်နော်ငချောက်ငချမ်းရောင်းတဲ့သူတွေเนาะငချောက်ပွဲရုံလုပ်တဲ့သူတွေဒါတွေဆိုလို့ရှိရင်လည်းအောင်မြင်လိမ့်မယ်ကံကောင်းလိမ့်မယ်ကြောက်လုပ်ငန်းကြောက်မြတ်ရတနာလုပ်ငန်းငွေပိုက်ဆံပေါ့เนาะငွေချင်းငွေလုပ်ငန်းတွေလုပ်တဲ့သူတွေဆိုလို့ရှိရင်လည်းအောင်မြင်လိမ့်မယ်အဆင်ပြေလိမ့်မယ်ရှင့်စမ်းစာဓာတ်တွေပွန်လန်းဖို့အတွက်ကတော့အနီရောင်ပန်းရောင်အဖြူရောင်ငွေရောင်ပါတဲ့အဝတ်စားလေးတွေကိုဝတ်ဆင်မယ်ဆိုလို့ရှိရင်တော့ကိုယ့်အတွက်ကံကောင်းခြင်းတွေကြီးကြီးမားမားဖြစ်ပေါ်မယ်အလုပ်ကိုင်တွေအဆင်ပြေမယ်လက်လာပါတွေပွန်လန်းလိမ့်မယ်ရှင့်အရေးကြီးကိစ္စတွေကိုပြုလုပ်ဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့တနင်္ဂနွေနေ့တလင်းလာနေ့တွေမှာပြုလုပ်ဆောင်ရွက်ပါအရေးကြီးစာချုပ်စာတမ်းတွေလက်မှတ်ရေးထိုးပါဒါဆိုလို့ရှိရင်တော့ကိုယ့်ဘက်ကနေအသာကြီးရမယ်အောင်မြင်မှုတွေရမယ်အဆင်ပြေခြင်းတွေရမယ်စတာပရိသတ်သမီးတောက်ကြသားသမီးတွေနဲ့ပတ်သက်လို့ရှိရင်တော့စိုးရင်အပူသောကလေးတွေစင်ကဲပွားများပြီးတော့ပေါ့နော်အပူသောကဒုက္ခလေးတွေကြုံတတ်တဲ့အယောင်မအဝယ်မှားလေးတွေဖြစ်တတ်ပါတယ်ရှင်အဲ့အတွက်ကြောင့်မို့စိတ်နှောက်ယှက်ဖြစ်เสียတောကအပူတွေကြုံတွေ့တတ်တဲ့အတွက်ကြောင့်မို့ပေါ့နော်6လပိုင်းတလတာလုံးမှာစတာပရိနေတောက်ကြနေတွေကိုရှောင်ပြီးတော့ပေါ့နော်လုပ်ငန်းစီးပွားတွေလုပ်မယ်ဆိုရင်တော့ကောင်းပါတယ်အပိုင်း3လေးမှာစီးပွားရေးကျန်းမာရေးနဲ့အခြေအိမ်အောင်